là bác nhưng mình đã được ví dụ nhìn cho bạn ấy xia ngã vậy á tông bảo á xia tông nó cả ngã thì cả con nhà tông vậy tông nhà bảo á tông nhà nó cả con đây đó thì ngã này thì con này bao bì nữa nào chứ nó lâu bao nhiêu tông nhà bảo ngã tông nhà nó cả con thì cả tông nhà con cả xia bảo tông xia nó cả đây đó thì tông nhà này thì tông này bao bì nữa ngã vậy tông nhà vậy ngã bảo á tông nhà ngã nó cả tông thì cả cái tông lý này xia bảo tông xia nó cả đây đó thì ngã này thì xia này bảo mấyเอาแต่เป็นงั้นตรงนี้เสียบอกว่าตรงสินค้าติที่บ้านก็เลี้ยงง่ายคนเนี่ยชาวบอกว่าเตะชาวนักก็กูไอ้เด้อที่เตะเนี่ยที่ชาวเนี่ยบอกไหมทุกอย่างก็ไม่ได้ตัวก็ที่นั่นลงก็กูบอกว่านี่กูนักก็ชาวที่บ้านก็คนเนี่ยชาวอย่างง่ายตรงบอกว่าเสียคนเนี่ยชาวอย่างง่ายเสียบอกว่าตรงสินค้าเตะตรงตะกี้เนี่ยกูที่ชาวกี้เนี่ยเห็นไหมได้แต่เป็นโจทย์ใส่ที่กองอ่ะอย่างตรงนี้ดีอ่ะเอาดูมาอย่างชี้ตรงนี้อย่างชี้ตรงนี้ชาวบอกว่าเตะชาวนักก็กูที่เตะก็ที่กองเอาเด้อย่างชี้ตรงนี้ชาวบอกว่าเตะชาวนักก็กูมาเตะทีเด้mà ngã tông ngã tông ngã cả như bây giờ mà ngã tông tông bảo á xế tông nó cả ngã xế ngã vậy nó lâu thì mà nó được mình tông ngã tông nhà bảo ngã tông nhà nó cả khoảng mà tông nhà thì mà nó được mình tê ngã vậy tông nhà vậy cháu bảo tê cháu nó cả cụ cháu có tê thì mà nó được mình tông nhà xế tông nhà cháu cả lý bảo cụ lý nó cả này thì mà nó được mình tông cháu tông nhà này cụ bảo lý cụ nó cả cháu cụ lý cháu kỳ vậy nó được bên một chỗ đâu ai xế tông nhà cháu bảo để cho nó cả cụ mà đi tới cả điều thì đã cháu thì nên rồi thì bác cả lại lười thì bác cả ngã tí tông nhà thì bác cả thì bên này từ ngã tí cú vậy bảo tông nhà nó cả tông nhà thì nó thì mấy ok thì mấy nào được mấy tông nhà cú vậy đi à tông bảo chế tông nó cả ngàเอาเป็นเพียงไรงาอย่างเสียทีเอาดูไหมเตลีตรงอ่ะเสียบอกว่าตรงสินค้าเตตรงทีไหมเอาดูไหมเสียตรงอย่างคนอย่างเสียบอกตรงสินค้าเตทีไหมเอาดูไหมตรงอย่างคนอย่างเนี่ยบอกว่าคนนี่นักก็เลยเห็นไหมเนี่ยทีไหมเอาดูไหมเตอย่างเนี่ยงาอย่างเสียบอกว่าตรงสินค้าเตအပြင်အပေါ်ရေးလိုက်တာဒီကိုလေး6ကီးနဲ့ဒီဘက်က73ကီးနဲ့နည်းနည်းရှုပ်သွားတယ်ဒီအထားမှနည်းနည်းရှုပ်သွားတယ်ဒီမှာ9 4 6ဒီဘက်က83 9 93 91ဒီဘက်က48 43 41 68 63 60မှာ1ကိုရရနော်အဲ့မှာဒီဘက်ကတော့ရိုးရိုးလေးပါပဲဒီနှစ်ပင်3ပင်ပါပြီ6ရက်5ရက်4ရက်6ရက်5ရက်4ရက်5မကြီးတော့နော်6ရက်5ရက်4ရက်5ဒီမှာ9ရက်1ရက်9ရက်ရလဲ5ပဲ9ရက်1ရက်9ရက်လဲ5ပဲဒီမှာ1ရက်3ရက်1ရက်လဲ5ပဲ1 3 1လဲ5ပဲနော်3နှစ်3ရက်လဲ5ပါပဲအားလေးချက်ပြီးတော့6 5 4 5 5 1 9 5 1 3 1နဲ့5 3နဲ့3နဲ့5အဲ့လို5တွေကြာပြီတိုင်းအဲ့လို6 5 4 5ကြာပြီတိုင်းဒီ3လုံးက
3ညရဲ့8ရဲ့9ရဲ့3ညရဲ့8ရဲ့9ရဲ့3အဲ့3ကနောက်ပိတ်ကြဒီလို6ရဲ့9ရဲ့4ရဲ့9ပြီးတိုင်းဒီ3လုံး3က3နောက်ပိတ်ကြဒီမှာလဲ9ရဲ့1ရဲ့9ရဲ့9သွားပြီ9တော့ဒီ3လုံးက9ရဲ့9ရဲ့1ရဲ့9အဲ့9ကနောက်ပိတ်ကြဒီမှာလဲ3ညရဲ့8ရဲ့9ရဲ့9သွားပြီအဲ့တော့3ရဲ့3ညရဲ့3ရဲ့6အဲ့6က6နောက်ပိတ်ဒီမှာလဲအဲ့လိုပဲ8ရဲ့3ရဲ့2ရဲ့3ညရဲ့9သွားပြီအဲ့တော့ဒီ3လုံးက4အဲ့4ကနောက်ပိတ်ကြပြန်အဲ့4က4နောက်ပိတ်4နောက်ပိတ်တော့မှာrightနော်ဒီ3လုံး3နောက်ပိတ်ဒီ3လုံး5နောက်ပိတ်ဒီ3လုံး6နောက်ပိတ်ဒီ3လုံး4နောက်ပိတ်အဲ့ဒီမှာတဲ့တိတ်ကဒီနှလုံး6ရဲ့8ရဲ့6ရဲ့8ရဲ့3ညပါပါ5အဲ့နှလုံးကထိတ်စီးဝင်မယ်3ညက3ညဝင်တယ်ဒီမှာလည်းအဲ့လိုပဲ9ရဲ့8ရဲ့9ရဲ့8ရဲ့9ရဲ့3ပါပါ8အဲ့နှလုံးကထိတ်စီးဝင်မယ်ဒီမှာလည်းအဲ့လိုပဲ1ရဲ့9ရဲ့3ညရဲ့1ရဲ့9ရဲ့3ညရဲ့1ပါပါ6အဲ့6ကထိတ်စီးဝင်မယ်ထိတ်ဝင်တယ်ဒီမှာလည်းအဲ့လိုပဲဒီ3ရဲ့3ရဲ့3ညရဲ့3ညရဲ့3ရဲ့3ညရဲ့3ညရဲ့3ပါပါ8အဲ့3ကထိတ်စီးဝင်ရမယ်အဲ့တော့3လေးရဲ့3 8လေးရဲ့3လေး8ထိတ်ကို4နောက်ပိတ်နေဆိုတော့3လေးရဲ့8လေးရဲ့3လေးရဲ့8လေးရဲ့အဲ့နော်ဒီ3ည5 3ညထိတ်ဝင်9ရဲ့8ရဲ့9ရဲ့9ရဲ့8ရဲ့9ရဲ့8နော်ကြောင်းပြန်ဖြစ်နေဒါမှအတူပါပဲ8 3 9ရဲ့8ရဲ့9ရဲ့8ပါပါ3ပါပါ8ရှင်းတော့လွယ်နေအတူပါပဲအဲ့မှာ8က8ထိတ်ဝင်ဒီမှာ1ရဲ့9ရဲ့3ညရဲ့6ဟမ်ဒီမှာလည်း6ကိုပြဖြစ်နေဟာဒါလည်းကြောင်းပြန်ဖြစ်နေညာတော့မှန်ပါလေဒါမှအတူပါပဲနော်အာယုံတွေကနည်းနည်းများနေတယ်နော်6ရဲ့8ရဲ့3ညပါပါ9 3ည9ကထိတ်ဝင်9ရဲ့8ရဲ့9ရဲ့8ရဲ့9ရဲ့8ရဲ့9ရဲ့8ပါပါ3 8က8ထိတ်ဝင်1ရဲ့9ရဲ့3ညရဲ့6တက်က1ထိတ်ဝင်ကြောင်းပြန်ဖြစ်နေနော်မပြင်လိုက်တော့မပြင်တော့ပါဘူးဒီမှာ3ညနဲ့3ပါပါ8ဒီမှာတော့မှန်တယ်အဲ့နှလုံးကထိတ်စီးဝင်3ရဲ့8ရဲ့အဲ့ဒီမှာတဲ့ break ကလည်းအဲ့လိုပဲ break နဲ့ပြန်ချုပ်မယ်ဆိုတော့3ညနဲ့3 3ညနဲ့3အဲ့3က3ရှင်းbreak 3ရှင်း break ဆိုတော့3 break ကြာတော့တယ်ဒီမှာလည်းလိုပဲခွန်ရ1ရဲ့8 3 break 8 3 break ဆိုတော့ဒီမှာဟော3 break ကြာတော့တယ်အာယုံကြီးကပဲရောက်နေပြီ3ရဲ့4ရဲ့ခွန်နဲ့ break အဲ့တော့ဒီမှာခွန် break ကြာတော့တယ်ခုလာပြီဒီဘက်က9ရဲ့ခွန်ရဲ့နှစ်ပါခွန်ဆိုတော့နှစ်ခွန် break ဆိုတော့ဒီမှာခွန် break ဒီမှာနှစ် break ခွန် break နှစ် break ကြိုက်နေနော်အဲကြိုက်တဲ့တကွက်တော့နှစ်ကွက်လုံးထိုးရမှာပဲနှစ်ကွက်လုံးတည်ရမှာပဲနှစ်ခွန် break ဆိုတော့3လေးနဲ့8လေးနဲ့3 8 break 3 break ထွက်8 3 break ထွက်ခွန် break ထွက်နှစ် break လားခွန် break လားကြိုက်တယ်နော်အဲ့ဒီမှာ3လေးနဲ့8လေးနဲ့နှစ်ကွက်ပါပဲဒီနှစ်အတွက်တင်ကွက်ကတော့3လေးနဲ့8လေးနဲ့3လေးနဲ့8လေးနဲ့3လေး8လေးဒီမှာတော့ကြောင်းပြန်ဖြစ်နေကြောင်းပြန်ဆိုတာဒီကီးချတဲ့အချိန်မှာအလင်းတင်တယ်လို့ချတာတော့အထိတ်တော့မရှိပါဘူးဒီကပြန်ရမှာဆိုတော့ဒီမှာတော့တင်ထိုးရင်3ထိတ်နဲ့4နောက်ပိတ်နဲ့တင်ထိုး8ထိတ်နဲ့4နောက်ပိတ်နဲ့တင်ထိုးမယ်ပြီးတော့မှအရင်ကတော့အားတော့အရင်ပေါ့တဲ့လူကတော့ဒီတင်တာတော့ဒီလို3လေးရဲ့8လေးရဲ့တင်ရမှာအဲ့တော့9လေး6ကီး8 3ကီး4 8တင်ကွက်4 3တင်ကွက်ဒါတော့ပါပဲကံကောင်းပါစေ